Pilobado, Innovative Dragon Management Institute, Certificate Awarding Ceremony နဲ့ ကျောင်းသားကျောင်းသူများရဲ့ Gathering Tea Party အစီအစဉ်စတင်ဖွင့်လှစ်လိုက်ပါပြီရှင်။ ခန်းသားကိုကြောက်ရောက်ပေးကြတယ် iDragon Management Institute က Business Operation and Management UK Diploma ကျောင်းသူကျောင်းသားတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် Innovative Dragon Management Institute ကိုရွေးချယ်ပြီးတက်ရောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပထမဆုံးပြောချလိုပါတယ်ရှင်ဆက်လက်ပြီးတော့လည်းအများကြီးအောင်မြင်ကြပါစေ။ကျမ်းမာရေးလည်းအများကြီးကောင်းအောင်ပြီးဆိုင်ပါ။ဒီအချိန်ကကွေးလို့ကောင်းတဲ့အချိန်ဆိုတော့မကွေးပဲစနေမှရပါဘောနော်။အဲ့တော့ထွေထွေဆန်းဆန်းလေးလေးဒီပါမင်းလုပ်ကြပါ။နွေးနွေးထွေထွေလုပ်ကြပါ။ online ဆိုပေမဲ့ကျွန်တော်တို့ကနွေးထွေးမှုကိုပြန်ရအောင်ဒါမျိုးလေးစီစဉ်ပေးတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ Innovative Dragon ကကျွန်တော်တို့တက်တဲ့ဒီကျောင်းသူကျောင်းသားတိုင်းကဒီလိုတင်ကြတဲ့ဒီဘာသာရပ်စီတွေမှာအမှန်တကယ်ကျွမ်းကျင်တက်မြောက်ပြီးတော့ကျွန်တော်တို့တကယ် quality product program ပေါ့နော်တို့ထပ်ပြီးတော့ offer လုပ်လို့လည်းရှိပါတယ်ခင်ဗျာDragon ဆိုတာတကယ်အမှတ်တရဒီစုကတကယ်စုပဲနော်ရှင်းလာပိုင်းရှိရတဲ့မှာ Innovative Dragon ကအတန်အော်ပေါ့ကျောင်းစခဲ့တယ်ပေါ့နော်စပြီးတီထောင်နေတဲ့ရက်အဲ့စုမဲပဲနံပါတ်ကတင်မောတစ်ခုနဲ့ဆရာတို့တက်မှတ်တယ်ဆိုတော့ကဲ့ကန်ရှယ်လို့ပြောတယ်ဟိုပဲအဲ့တော့ဟုတ်ပြီစိုးစိုးလို့အခြေအနေတွေကြုံနေတယ်ဒါဆိုလို့ရှိရင်ဆရာတို့ဘာလုပ်လဲလုံးဝဘယ်လိုစာတိစိုက်တော့